လာခြင်းပြိုင်မင်းလေးနိုင်မှာပါလူသားတိုင်းချက်ပို့ပြီးလာသူရဲ့ဘယ်သူမှမင်းရဲ့အလားကိုလိုက်တူလို့ရဲ့မမီနိုင်နဲ့ရွှေသမီးမျက်လုံးနဲ့ဇင်ရောင်ရောင်မျက်ခုံးလေးရဲ့မင်းအလားတွေကိုပါရမီဝိုင်းလို့ဖြည့်ဆည်းထားတယ်ရှားစဝင်ချေကပပဝတီများလူပြေဝင်လာထားသလုံးနဲ့မင်းလားတွေပေါ်ကိုရွှေဘဝင်အသေးဘဝင်မှာဖို့ညနှုံးမိသူကိုသာတကယ်မင်းလေးအပေါ်မှာကိုချစ်တွေရဲ့မြေမို့တောင်ထက်အဆတရားသာလုံးနဲ့